妹，没表了，王母给人表为咩做？啊，不王上问了没没？ညမောသမီးအိမ်အောင်ပြုမဲ့ကိစ္စအဲ့လိုမလွယ်ဘူးသမီးရဲ့ဟာလွဲပါရဲ့အမေကအမေမျက်စိထဲမှာသမီးနဲ့တက်တော်မှတူတွေ့ပေးစားလိုက်ပြီးနေရပဲအမေကဘာလဲခက်ခဲနေရလဲညီးပြောတော့လွယ်လိုက်တာအေးသမီးအိမ်အောင်ပြုမဲ့ကိစ္စအမေတောက်သေးနဲ့မပြီးဘူးသမီးရဲ့ညီးဖေနဲ့တိုင်မရအောင်မှာဟာအဲ့ဆိုလေအမေကကြလာအမေပြောပြီးလေလို့နော်လို့မေဟဲ့ညမောညီတော်တော်ဖြစ်နေတယ်ဟာလားအဲ့လောက်ပြောမြတ်ဆိုမြတ်ဖြစ်နေတယ်လေညီးဖေလိုက်ကျုပ်ပြောပေးမယ်ဟာအမေတကယ်ပြောရနော်အဲ့ကြောင့်မေချစ်တယ်လေတော်တော်ဖြစ်နေရနော်ငါမပြောလိုက်ချင်ဘူးမိမရေယောက်ျားပြန်လာပြီရေလေးတစ်ခွက်လောက်ခက်ခက်စားမအောင်ကွာရပါပြီဖေးရဲ့မရက်ဟာအမေတော်လိုက်လားအမေကိုခိုင်းလို့ရှိသေးတယ်တော်လိုက်တာကလေမလေးရှင်သမီးတော်တယ်ဆိုတာတမထူးခြားနေတယ်လို့ရှင်မခံစားရဘူးလားမိမပြောမှာဟုတ်တာပဲဧကနာအဖေးစီကတခုလိုချင်နေတဲ့ပုံပဲမှန်တာပေါ့ယောက်ျားရဲ့ရှင်သမီးလိုချင်နေတယ်ဆိုတာလေတခြားမဟုတ်ဘူးလင်းတော့မိမနေရလည်းဘလို့အိုင်းနဲ့ပြောလိုက်တာဟာနေရပောက်တဲ့ရှောက်မပြောစမ်းပါနဲ့ဟေးမေရဲ့ပုတ်ခဲ့ပြောမဟုတ်ဘူးသမီးကတကယ်လင်းလို့ချင်းနေတာပုံတော့ဟောသမီးရဲ့သမီးကိုအိမ်အောင်ပြုတ်ပြီးလို့ဆိုတာသမီးကရက်နေသေးလေဟာမငဲတော့ကြီးနေပြီဟဲ့သမီးဟောမဟုတ်ဘူးသမီးပြောတာတက်ကြီးနေပြီလို့ပြောတာဟိနဲ့မေပဲပြောထားတယ်လေသမီးတက်ရအခုရောက်လာလို့ရှိရင်သမီးအိမ်အောင်ချပေးမယ်လို့အခုသမီးကအိမ်အောင်ပြောမှရွေရောက်နေပြီသမီးပြောတာလွယ်လိုက်တာသမီးရဲ့အိမ်အောင်ပြုတ်ပြီးလို့ကိစ္စဆိုတာချက်ချင်းလက်ငယ်ဈေးဝယ်တယ်လို့ဝယ်လို့မရဘူးသမီးရဲ့ပြီးတော့တွေ့ကြရတယ်လည်းပေးစားလို့မရပြန်ဘူးလေအဖေတို့ကလူတွေချစေတန်စုံစပ်ပြီးမှနော်ဟိုရွေးချယ်ပြီးမှပေးစားလို့ရမှာပေါ့သမီးရဲ့အခုကလည်းအဖေတို့မှလည်းရွေးချယ်ထားတာကမရှိဘူးသမီးရဲ့အဲ့လိုရွေးချယ်ထားတာမရှိလေဘာမှစိတ်မပူနဲ့သမီးကရှာထားပြီးပြီဟာမြန်လိုက်တာသမီးရဲ့မလေးကြုံကိုမကြုံဘူးပါရှင်းသမီးကလေတော်တော်ဖြစ်နေတာမိမနေဘယ်လိုပြောနေရတော့ငါရှိပါဟောကျုပ်ခါစကားပြောတော့လောသွားလို့ပါတော့ရှင်းသမီးကလေလင်းလိုချင်နေတယ်လို့ကျုပ်ကပြောတာကဲဟုတ်ပါပြီငါသမီးအဲ့လောက်လင်းလို့ချင်းတော့အဖေတို့ကပေးစားရမှာဗောအဲ့တော့သမီးမဟိုရွေးချယ်ထားရလို့ရှိရင်ခေါ်လာခဲ့လေအဖေတို့တခြားရွေးချယ်ပြီးတော့ကြည့်ပြီးတော့ပေးစားမယ်ဖေးအိမ်နာဘက်ဦးကြီးပဲကန့်တတ်ထားရပါရှိလားဘလို့ဟိုသမီးကလေမတဲတော့လို့ချင်းနေတော့ဟောရသလောက်ဗောဟဲစတာသမီးကစတာဖေးရလေဟိုမင်းကလေးဆိုတော့တင်တာရွေးချယ်လို့ရအောင်လို့ရီစားအောင်အနည်းဆုံးတော့3ရက်လောက်တော့ထားထားတယ်အဲ့ဒီကမှအစင်ပြေတဲ့ကိုဖိနဲ့မင်းရဲ့ကြည့်ပြီးပေးစားလိုက်ပြီးနေရတယ်အေးဟုတ်ပါပြီငါသမီးကတော်တော်အမျိုးအမြင်ရှိပုံပဲတေချာတော့တွက်ချက်ပြီးတော့စဉ်းစားတာအေးကောင်းတယ်အဲ့ဆိုလေသမီးရဲ့ရီစားသုံးအောင်လို့မနေ့တိုင်းကြာခေါ်ခဲ့လေဟိုအဖေတို့တေချာလေးသူတို့ကြည့်ပြီးတော့ဆုံးဖြတ်ပြီးတော့သမီးနဲ့တင့်တော်လူပေးသားမယ်လေနော်အဲ့စီမစိုးယောက်ျားပြောတာမှန်တယ်ဒီတော့လာမနော်ဟုတ်ကဲ့ The next day ဟေးသမီးရွေးချယ်ထားတယ်သမီးရဲ့ရီစားသုံးအောင်ပြင်မှာရောက်နေသမီးပထမဆုံးတယောက်ခေါ်လိုက်တော့မနော်အေးခေါ်လိုက်လေသမီးကိုပြောရင်လာခဲ့တော့ကိုကျန်တဲ့နေရာလေးကျန်ဖြစ်မနေနဲ့နော်လှည့်ကြခေါ်ပေးမယ်လေကျွန်တော်ရောက်ပါပြီဗျဟောအေးထိုင်နေဒါနဲ့မောင်ရဲ့နာမည်ကကျွန်တော်ကိုဖြိုးပါဗျကိုဖြိုးလုတ်ကန်ကျွန်တော်ဘူလူသားကားမောင်းတာပါနာမည်ကကိုဖြိုးလုတ်ကန်ဘူလူသားကားမောင်းတာဆိုမင်းတော်တော်ဖြူနိုင်မဲ့ကောင်ကားလေဒီလိုကဟိုမင်းကဘူလူသားကားမောင်းတာဆိုတော့ဟိုတိုက်အဟောင်းနေဟိုလမ်းနေခင်းနေတယ်မှာတောင်းနေမလို့ဖြိုးတာအဲ့ဒါကိုပြောတာပါကွာဟိုအေးဟုတ်ပြီဟိုဒါနဲ့အဖေနာမည်ကကျွန်တော်အဖေနာမည်ကဦးတောင်အမလီဟဲ့နာမည်ကြားရတယ်လေငါတသိမ့်တစ်ဖြည်းဖြည်းထားလိုက်တာဟဲ့ဒီကဘလို့တော့ယောက်ျားရဲ့အေးဟိုအမေနာမည်အောင်အမေနာမည်ကတော်ကြိုက်ပါဟိုအဖေနာမည်ကဦးတောင်အမေနာမည်ကတော့ကြိုက်ဟောတော်တော်လိုက်ဖက်တယ်နော်ပြီးပဲပြတ်တယ်နော်ဟိုငါတော့ချက်သိမ်းထားလာပြီကွာကဲထားပါတော့ကွာဦးကသမီးရှင်ဆိုတော့ဦးကဦးကြိုက်ပါရင်ပါနော်လောက်လေဒီလိုပြောတာပါဦးကသမီးရှင်ဆိုတော့ဟိုမင်းကိုတဘောကြမှာဦးသမီးနဲ့ပေးစားမယ်လို့ပြောတာဟောပြောတာဟိုဦးလေးမှာတခုတော့ရှိတယ်ကွာဦးလေးကလိန်နာအရန်မုန်းတယ်နော်ဦးလေးကိုလိန်နာဆိုဦးလေးလုံးဝသိမခံနိုင်ဘူးအဲ့တော့မင်းငါ့ကိုအမှန်တိုင်းဖြေလို့လိုတယ်အဆင်ပြေလားဦးလေးပါရမလဲဦးလေးပြောမဲ့ကိစ္စကတော့မင်းကိုတခုတော့စမ်းသပ်ဖို့လိုတာပေါ့နော်ဦးလေးဘယ်လိုစမ်းသပ်မလဲဆိုတော့မင်းကဦးလေးအရေးတစ်ခုတိုင်မယ်အဲ့ဒီရေကိုမင်းတောက်ပြီးတော့အဲ့ဒီရေအရတာကိုမင်းမှန်အောင်ဖြည့်နိုင်ငါသမီးနဲ့ပေးစားမယ်အဆင်ပြေလားအဆင်ပြေပါဦးလေးတော့ဖြည့်နိုင်ပါတယ်အဲ့ဆိုရင်ငါတို့လုပ်ငန်းစလိုက်မယ်နော်ဟုတ်ကဲ့ဦးလေးမင်းမဟုတ်right နော်ကဲရောက်ပြီကဲဒီရေလေးကိုမင်းအမှန်တိုင်းလေးတောက်ပြီးတော့
ဖြည့်ပြီနော်ကဲပါဘလို့ရလာရှိ စားငံပြကြီး ဟောမင်းကလိမ့်တာပဲမင်းကလိမ့်တာမကြိုက်ဘူးလို့ငါပြောတယ်မင်းကကိုတင်လိမ့်လိုက်တာပဲဟဲ့မင်းဘာလို့လိမ့်တာ မလဲဘူးလေ တော်တော်ငါသမီးနဲ့မင်းလုံးဝမပေးစားနိုင်တော့ ဦးလေးမလို့ပါရောရှင်းတာဦးလေး လုံးဝရှင်းပြတယ်ကြောက်ရှင်းတော့ဘူးလေမရှင်းပြတယ်တော့ရငါသမီးနဲ့မပေးစားနိုင်ဘူးရတော့လူကောင်လဲကွာအိမ်ကြီးလာပြီးတော့ငါ့ကိုလာလေကဲသမီးနောက်တစ်ခေါ်လာတော့ နောက်တစ်ယောက်တက်လာရဲ့ လေထိုင်ခွင့်ပြုပါအောင်ခင်ဗျာ ဟောအေးထားတဲ့မောင်ရဲ့နာမည်ဟာ မင်းခန့်ပါခင်ဗျာ ဟုတ်ပါပြီဒါနဲ့အလုတ်ကန်ပါလို့ အလောက်ကန်ဇမင်းသားလောက်ပါတယ်ခင်ဗျာ အိုးဇမင်းသားလား ချောင်ရှင်ကြီးနေတာယောက်ျားရဲ့ ဒီပတ်တီတယောက်တည်းဆင်ပြေပဲထင်တယ် ဆိုပါကြည့်လိုက်ကြည့်ဆက်ပြလာ ဟေးဟုတ်ပြီဟိုဒါနဲ့မောင်ရဲ့အဖေနာမည်ဟာ ဦးတုတ်ကြီးပါခင်ဗျာ ဦးတောင်ကြီး ယောက်ျားအရင်လူလင်မဲတောင်ပိုဆိုးနေပြီ ကြ ကြည့်လဲလောက်ပါအောင် အော်နာမည်လည်းချက်သိထားစရာကြီးကွာကဲဟုတ်ပါပြီအမေနာမည် တော့ဘုတ်ဆုံးပါခင်ဗျာ ဟိုမင်းတို့ပြီးလဲပြီးတော့ကွာတွေ့လဲတွေ့တယ်ကြပါခေထားတော့ကွာဒါရဲ့ပကသတိုင်းအရေးမကြည့်ပါဘူးနော်ဟိုညီတဲ့တိပြီးသားလောက်ကောဟိုဦးရဲ့တဘောသားကိုအပြင်မှာလဲကြားပြီးလောက် ဟုတ်ရှားပြီးပါပြီခင်ဗျာ ဟောကြားပြီးပြီအေးကောင်းတယ်အဲ့တော့ဥလုံးမဲ့ပုံစံလဲတိပြီးလောက်ကော ဟုတ်ပြီးပါပြီခင်ဗျာကျွန်တော်ဖြေဖို့အဆင်သင့်ဖြစ်နေပါပြီခင်ဗျာ ဟောလင်ကြီးလိုက်တာလိုက်တိလိုက်တာဒီကြောက်တော့စပြီလောက်တယ်အေးဟုတ်ပြီအဲ့တော့ဦးလေးကလိန်နာမကြိုက်ဘူးဆိုတာလည်းငါတို့အကုန်တိတိဆိုတော့ဦးလေးဒီဟာလေးကိုတိုက်မယ်အဲ့အရာလေးကိုမလိမ်မဲနဲ့အမှန်တိုင်းဖြစ်ဖြစ်နော် ဟုတ်ကဲ့ပါခင်ဗျာ ကဲဟုတ်ပြီအဲ့ဒါလုပ်ငန်းစားလိုက်နော် ဟုတ်ကဲ့ပါခင်ဗျာ ကဲလေးတောက်ကြနော်ရတာလေဟုတ်ဘယ်လိုရတာရှိ ချင်းပြုံးပြုံးနေတော့ရှာလကာကြီး ဟာဟေ့မင်းကအရာနဲ့ခုချက်တော့ခုချက်ချထွက်လာ ဒီကြောက်ရှိနေပြီတီချာဆင်းမရဘာလို့ယူရမှာတော့ အာဒါရှာလိုက်ကြရင်မဟုတ်ဘူးလားငါ့ကိုသိနေရ ရှင်းပြပါရတယ် ဟဲ့ဘာမှရှင်းပြတယ်မင်းအိမ်ကနေထွက်သွားလို့ငါတို့လည်းတော့ ရှော့တာ အာထွက်သွား တော်မြင်မြန်သွား ခေါ်လိုက်တဲ့ကောင်နဲ့ဘလူးကောင်နေလည်းမသိဘူး ဖေးရလေနှစ်ယောက်ရှိနေတမီးကဘာလို့ယူရမှာ ဟောဒီမျိုးချက်မှာပေါ့ဘာလို့ကြံသေးမလားအဲ့ပြောထွက်ခေါ်လိုက်ပေါ့ နောက်တစ်ယောက်ကျန်တော့ဖေးတေချာလေးလုပ်ပြီးလို့ ငါကြိုက်တော့ငါနေပြီးသားမှာဘယ်လိုဖြစ်နေခေါ်လိုက်ရက်ခေါ်လိုက် နောက်ဆုံးတစ်ယောက် ဒီနောက်တစ်ယောက်လည်းအဲ့လိုပဲလား ဟိုရှင်ကစိတ်ရှိထားပါ စိတ်မရှိနိုင်ဟုတ်လား ဦးတို့မင်္ဂလာပါခင်ဗျာ အော်မင်္ဂလာပါဟိုထိုက်ပါမောင်ထိုက် ဘယ်မှာထိုင်ရမလဲခင်ဗျာ အော်ဒီမှာပါမောင်ဟောဟေးကြီးလိုက်တာဒီရောက်တော့ကောင်းတယ်အော်လက်မနဲ့တာလီစိတ်နေတယ်ဟိုငါတို့ဟိုအနောက်ရှက်ဖြစ်တယ်လို့တော့မထင်ပါနဲ့ကွာဟိုငါတို့ကတာလီနဲ့ပရိစိတ်နေဆိုတော့ဟိုအနောက်ရှက်ဖြစ်သွားမှလည်းကြောက်တယ်လေဦးလေးကလည်းမမေးလို့ကလည်းမရတော့ဟိုဦးလေးမေးတဲ့မေးထိုက်တာလေးမေးမယ်နော် ပြပါခင်ဗျာ ဟိုတနေ့ဟိုရှားလူရတော့နာမည်ကိုရင်မေးရသူကမင်းနာမည်ကိုရင်မေးဟိုအဖေနာမည်ရင်မေးဟိုမောင်ရဲ့အဖေနာမည် ဦးခွေးပါခင်ဗျာ ဦးခွေ ဟောဒါရွာမှာလည်းပေးတယ်ပြည့်တယ်လေအဲ့လိုနာမည် ဟိုအေးဟိုတော့သူ့ပုံစံလည်းအညာလားဘူးတော့ရွာဟိုမှာအဲ့လိုနာမည်ပေးတတ်တယ်ဟောဒါဖြစ်တယ်ပါအမေနာမည်ပေးဟိုမောင်ရဲ့အမေနာမည်အောင် ဒေါ်စိတ်မပါခင်ဗျာ ဒေါ်စိတ်မဟိုအဖေနာမည်ဦးခွေအမေနာမည်ဒေါ်စိတ်မ ယောက်ျားကြည့်လဲလုံးအောင်နော် တရိစ္ဆာန်မျိုး အေး လား ကျမလည်းအဲ့ဒါပြောချင်တာ ဟိုပါပြီအဖေမေးဟိုအဖေနာမည်တရိစ္ဆာန်နေဆိုသူ့နာမည်တော့လူနာမည်ဖြစ်မှာပါဟိုမောင်ရဲ့အနာမည် အုတ်ဩပါခင်ဗျာ ဟာဟဲ့ဒီတော့ကိုကတရိစ္ဆာန်မျိုးလို့လာပြီကွာတရိစ္ဆာန်နာမည်တွေကြီးပဲ ကျွန်တော်တို့ကနာမည်ကိုသူများတွေနဲ့မတူဘူးစမ်းပြသွားအောင်လို့ အော်ဆမ်းပြပါအောင်လို့တော်ဆမ်းအေးကောင်းပါလေဒါလည်းတစ်ခုကောင်းတာပဲနော်အေးဟိုဒါနာမည်ဆိုတာပြည့်ညက်ပါပဲဟိုဘာပြည့်ညက်ပါရတတ်ပါဘာမှအရေးမကြီးဘူးအဓိကအရေးကြီးတာဟိုမောင်ရဲ့အလုတ်အလောက်ကင်ကတော့ကျွန်တော်ဖုန်းကြီးကျောင်းသားပါခင်ဗျာ ကောင်းတာပေါ့ဘုံကျောင်း ယောက်ျား ဟာဘုံကျောင်းသားဆိုတော့ဟိုမင်းဘာလို့တော့ ဟိုကျွန်တော်ငယ်ငယ်ကလေးကနေပြီးတော့ဟိုဒီဖုန်းကြီးဝတ်လိုက်တော့ဟိုဖုန်းကြီးကနေထွက်လိုက်ရောဆရာတော်ကအိမ်မမနေတော့နေတဲ့ကျောင်းမှာပဲနေပြီးဝေယဝတ်စားလုပ်ရင်းနဲ့စောင့်ရှောက်ပါညာဆိုလို့ကျွန်တော်ကျောင်းမှာပဲနေတယ် အော်ဘုံကျောင်းသားဟိုဘ စိတ် ယ် က လို ကလည်းဟိုဦးလို့သမီးကိုလည်းကျွန်တော်ကျောင်းမှာပဲထားမှာပါ ကောင်းတာဗောကျောင်းပါဆိုတာဟာရောဘုံလေကွာငါသမီးကိုအဲ့လိုလုပ်လို့မရဘူးကွာမြင်ငါသမီးကိုရင်ငါသမီးလောက်ကြကျွေးရမှာဗောကွာ ဟိုအဲ့ဆိုကျွန်တော်ကျောင်းမင်းသားမှာဟိုခြံကော်လေးဝယ်ပြီးတော့ကျွန်တော်အိမ်လေးစောင့်ပြီးထားပါ อ๋อအဲ့လိုလုံးစမ်းပါကွာမင်းရလဲဟဲ့ဟောတယ်နောက်တက်တယ်အေးကောင်းလေကောင်းလေ ယောက်ျား
တို့နင်းကိုပြောတော်တော်ရှင်းနေပြီ ဟုတ်ပြီ တော်တော်ရှင်းနေပြီ ဟိုဦးလေးရဲ့အကြောင်းဆုံးဘယ်လိုလုပ်လဲဆိုတာလဲမင်းကြားပြီးတော့ပြီပေါ့ မသိဘူးခင်ဗျာ ဟုတ်ပါဘူးငါတို့ဒီမှာအော်ကျွန်တော်ပြောနေတာမင်းတခုမှမကြောက်ဘူးလား ဟိုဆရာတော်မှာလိုက်တာငါတပည့်တဲ့စိတ်တွေပြန့်လွင့်နေမှာဆိုလို့အာယုံလေးစုလို့ရအောင်ဗတိစိတ်နေဆိုလို့ကျွန်တော်ဗတိထိုင်စိတ် အော်ကောင်းတယ်ဒါဗတိစိတ်လာဆိုတော့ဘယ်စိတ်ပြတ်လွတ်လို့ရမလဲဒါစိတ်ကိုတည်ငြိမ်အောင်ထားအေးကောင်းပါလေကွာတာတူဟိုဒါမဲ့ဦးကလည်းမပြောမဖြစ်လို့ပြောရပါဘောနော်အဲ့ဆိုမင်းသိအောင်ငါတစ်ခါပြောလိုက်မှာနော်ဦးလေးကလိန်တာတော့မကြိုက်ဘူးကွာငါမင်းမသိတော့နော် ဟုတ်တယ်ငါတို့ကြားလုံးဝလိမ့်တာနော်မကြိုက်ဘူး အဲ့တော့မင်းကလိန်လို့မရအောင် မလိန်ဘူးခင်ဗျာကျွန်တော်ဖြောင်းနေ ဘာပြော ဂျိုးတာ ဂျိုးတာ ဟောပါသေးရဲ့ဟဲ့အမလေးဒီဆိုရင်ငါတွေးတဲ့အတိုင်းပဲ ထိုင်ပါတော့အဲ့ဆိုရင်မင်းဟိုငါဟိုရေလေးတစ်ခုတိုင်မယ်အဲ့ဒီအရေအရသာလေးကိုမင်းတောက်ပြီးတော့ဘာရတာလဲဆိုတော့ငါ့ကိုအမှန်တိုင်းဖြေနိုင်ရင်ငါသမီးနဲ့ပေးစားမယ်အဆင်ပြေလား မှန်တိုင်းဖြေနိုင်ရင်ဦးသမီးနဲ့ပေးစား ဟုတ်တယ် မဖြေနိုင်ရင်သူနဲ့ပေးစားမလား မဆိုးပါဘူးငါမင်းနဲ့ပေးစားတာလားကွာငါမင်းပေါ်လိုချင်တာလား ဟိုကျွန်တော်အဖေညရင်တယောက်တော့ပါသွားမှအစီ အော်ဘလို့ကောင်းလဲကွာအဲ့လိုလုပ်လို့ရမလားကွာမင်းလေငါမင်းမတော့ချမ်းသာပြီကွာမင်းလေနော်ငါသမီးတော့မင်းမှန်ပေးစားမယ်နော်ဟုတ်ပြီအဲ့တော့မင်းဒီရလေးကိုမြန်မြန်လေးတောက်လိုက်နော်ဒီကောင်လည်းမြန်မြန်တိုင်းမှရတော့မှာ ဆရာတော်ကမှာထားတယ်ဟိုသူများတွေစီကတခုစားရမယ်ဆိုရင်တရဏဂုံရိုးတယ်ပြူစားမှာဆို အော်မနာဘောအေးဘောငါတော့မင်းမပြူစားပါဘူးကွာတော်ဘယ်လိုရတာရှိလဲ ချူတူတူလေးဆိုတော့တကြားရည်များလားမသိဘူးခင်ဗျာ အကြိုင်တေးကြသွားပြီ သိကြပါလေခင်ဗျာ မောင်ခုပြန်ပြန်လိုက်တော့ ဖေးသမီးသူကြောက်ဝရှိပါလေဖေးကလည်း ဘာဖြစ်လို့ပြနေတာတော့မိကောင်တွေပြခုမှမမှန်တာ အဖေကစိုင်းငယ်လည်းမဟုတ်ရှာလကာကြီးလည်းမဟုတ်အခုတကြားကြီးလည်းမဟုတ်ဆိုတော့ဘာရေးတော့ဖေး ဟုတ်တယ်ကျုပ်လည်းသိချင်တာကြိုက်ပြီအဲ့ဒါဘာရေတော့ ဟေးမင်းတို့အားလုံးသိချင်နေမှာတော့ငါပြောရမှာပေါ့ကွာအဲ့ဒါတခြားတော့မဟုတ်ငါထမင်းစားပြီးတိုင်းလက်ဆေးတယ်ငါလက်ဆေးရေး